အဲ့တော့ကျွန်တော်ကဒီ rainbow နဲ့ပတ်သက်ပြီးတော့စပြီးတွေ့တဲ့ခါမှာဒီ rainbow ရပါကြီးလေပေါ့ကျွန်တော်မသိဘူးကျွန်တော်ကတစ်ခုခုတောက်မှဆိုပါတာစီမို့တော့တောက်ဖို့ကြောက်တဲ့ကောင်ဆိုတော့ကျွန်တော်တစ်ခုခုဖျားရင်လဲဆရာကျွန်တော်လည်းအထူးဖြင့်ငါဒါပါဖျားရင်ငါတစ်ခုခုလိုပါဆိုအစားပဲငါအစားတစ်ခုလိုပဲဆိုပြီးတော့ကျွန်တော်အစားသမားပဲဆိုတော့ကျွန်တော် nutrition ဂိုင်းကိုပို့ပြီးအားတန်နေဆိုတော့ကျွန်တော်အမြင်ပြောတာပေါ့ဆိုတော့ဆရာမှားတာလည်းရှိပဲ nutrient တွေ nutrition တွေကိုကျွန်တော်ကာကွယ်ရေးအနေနဲ့မြင်တယ်ကျန်တဲ့ကုသရေးဘိုင်းကကြတော့ခုနကျွန်တော်တို့တောက်တဲ့ပရိသေဝဆေးတွေကိုကုသရေးအနေနဲ့မြင်တယ်ဆိုတော့ကျွန်တော်ဒီကုသရေးကိုအတက်နိုင်ဆုံးမရအောင် 80% ကာကွယ်အောင်ဆိုပြီးကျွန်တော် nutrition ကိုအဓိကထားတဲ့စိတ်ရှိတယ်ဆရာရဲ့မှားလားမှန်လားတော့ကျွန်တော်မသိကျွန်တော်ခံယူချက်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကတော့အစားအသောက်ကိုအဓိကထားပြီးစားဖြစ်တယ် supplement ကိုအမြဲတမ်းသုံးတယ်ဒါပေမဲ့အစားအသောက်နေရာမှာအစားထိုးသုံးတာမဟုတ်ဘူးဆရာကပြောသလိုမျိုးဒီဟာဒီလိုသုံးရင်ပို့ပြီး supporting ပို့ဖြစ်တယ်ပို့အထောက်အကူဖြစ်တယ်ဆိုတဲ့အနေနဲ့သုံးတယ်ဆိုတော့ကျွန်တော်တော့ကားပလာသမားတွေကိုဒီလိုမျိုးလေး knowledge sharing လုပ်ပေးခြင်းလို့ဒါဆရာကိုလည်းအခုလိုမျိုးအကူအညီတောင်းလိုက်တာပေါ့နော်ပြီးတော့ဒီ divine book ကလည်း supporting ပေးထားရဆိုတော့ကျွန်တော်ဒါလေးကိုပြောပြတာဆိုတော့ဆရာအနေနဲ့ကောကားပလာသမားတွေလေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက်နောက်ဆုံးကျွန်တော်တို့ဒီ topic လေးမှာdivine book ကိုဘယ်လိုမျိုးလေးအကြံပြုခြင်းလဲဆရာဟုတ်ပြီပထမဆုံးကတော့ကိုမင်းခန့်ကိုကျွန်တော်ကဂုဏ်ယူပါတယ်လို့ပဲပထမဆုံးစပြောမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုရဲ့ဒီကာယဗလာပေါ့နော်ကာယဗလာတနည်းအားဖြင့်ပြောရင် fitness လို့ပဲစကားလုံးဆိုကြပါတော့ကာယဗလာဆိုလို့ရှိရင်ကျွန်တော် master တွေပဲမြင်တာအောင်တချို့တွေကအခု master လေးနဲ့မလှပဲနဲ့စစ်ပတ်လေးထွက်ရင်တော်ပါပြီပေါ့နော်အဲ့လိုလူတွေရှိတယ် Mr. တွေရှိတယ်ပေါ့နော်ပြီးတော့man physics လားအဲ့လိုမျိုးတွေ physics ရှိသေးတယ်ရှိသေးတော့ကာယဗလာ level လို့ပြောမှတဲ့တနည်းအားဖြင့်ပြောလို့ရှိရင်တော့ကြွက်သားကိုလေ့ကျင့်နေတဲ့society တစ်ခုလုံးပေါ်မှာကိုမင်းခန့်အနေနဲ့တနည်းအားဖြင့်ပြောလို့ရှိရင်တော့empathy တော့เนาะ sympathy ပေါ့เนาะအဲ့လိုမျိုးစေတနာတွေမေတ္တာတွေကျွန်တော်အများကြီးတွေ့ရတဲ့ကြောင့်လို့လေးစားပါတယ်ပထမဆုံးထပ်ပြောချင်တာဟုတ်ပြီကျွန်တော်ပေးပြန်ကာယဗလာဒီပေါ့เนาะဒီကြွက်သားတွေကို training လုပ်နေတဲ့ကြွက်သားတွေ training လုပ်ပြီးတော့အယိုးစစ်တွေကို training လုပ်ပြီးတော့တနည်းအားဖြင့်ပြောလို့ရှိရင် movement တွေကိုလုပ်ပြီးတော့ equilibrium တွေကိုလုပ်ပြီးတော့ကျန်းမာအောင်တည်ဆောက်နေတဲ့သူတွေအတွက်ပြောချင်တာကနံပါတ်1တစ်ချက်ကဘတ်တော်မှတစ်ခုတည်းပေါ့မမိခိုးပါနဲ့ဒီတစ်ခုပဲကျွန်တော်လက်ဆောင်ပေးခြင်းတယ်တစ်ခုတည်းပေါ့မိမခိုးပါနဲ့ဆိုတချို့တွေက supplement အရန်ကိုအလေးထားတဲ့ခါကျရင် full back ကလို့တော့ full back ကလို့တော့တခါကြာလို့ရှိရင်အားကစားကိုအလေးထားတယ် supplement ကိုအလေးထားတဲ့ခါကြာလို့ရှိရင် full back ကိုအလေးထားတဲ့ခါကြာလို့ရှိရင်သူကဘာဖြစ်သွားလဲဆိုလို့ရှိရင်သူတို့ရဲ့ဘယ်လိုပြောမလဲအနားယူတဲ့ rest phase ပေါ့နော်အဲ့ဒါလူသွားပြန်အောင်လူသွားတဲ့ခါကြာလို့ရှိရင်လူကကျန်းမာရေးတိတ်မရတော့ဘူးမဖြစ်ဆရာရဲ့PED တွေသုံးပြီးတော့စုတစိတ်ရအောင်လုပ်တယ်ဆိုတာကတနည်းအားဖြင့်ပြောလို့ရှိရင်เนาะကျွန်တော်အမြင်เนาะ in my opinion เนาะဒါဟာကျမ်းမာတဲ့ကြိုးစားအထောက်အမှုမဟုတ်ဘူးဒါပေမဲ့မလုပ်ရမလားဆိုတော့လုပ်ရမယ်ဆရာကျွန်တော်တို့တွေကဆရာတို့ဦးစောတကပြောတဲ့အတိုင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာ living လုပ်နေရင် being ဖြစ်နေရတယ် being ဆိုတာကကျွန်တော်ဖြစ်ကြအောင်ပေါ့နော်ဥပမာဖြင့်ကျွန်တော်ဆိုလို့ရှိရင်အမြဲတမ်းစဉ်းစားနေကျွန်တော်အခုဆိုလို့ရှိရင် head advisor ဆိုတဲ့ career ကြီးတစ်ခုပေါ့နော်ကျွန်တော်စပြီးတော့ pioneer စလုပ်နေပြီအဲ့ pioneer စလုပ်နေတဲ့အချိန်မှာကျွန်တော်နာမည်လေးကြံခဲ့သိချင်တယ်ဥပမာဖြင့်လာဖို့သွားတဲ့လူကဘယ်သူကဖြစ်နံပါတ် first ပေါ့နော်ဥပမာဖြင့်ပန်းတီးကျွေတာကိုကမ္ဘာတက်ဆက်ငါကိုထုတ်တာဘယ်သူက first ပေါ့အဲ့လိုမျိုးလေးတွေတမိုင်းမှတ်တိုင်လေးစိတ်ထူတာပေါ့နော်ဆရာအဲ့လို site ထူတဲ့အချိန်ကြောင့်လို့ရှိရင်ဆရာရဲ့ကျမ်းမာတာမကျမ်းမာတာကိုမကြည့်နဲ့တော့လုံးဆရာရှိတာလုပ်ပလိုက်တော့နော်ပြီးဒါကသူ့အတွက်လည်း certification ဖြစ်တယ်ငါဟာလုံနိုင်ခဲ့တယ်ဒါအပြင်တိုင်းပြည်အတွက်လည်းကျိုးရှိတယ်နိုင်ငံအတွက်လည်းကျိုးရှိတယ်ဒါကလုပ်ရမယ်အဲ့ချိန်တွင်မှာကျမ်းမာရေးစိုးသွားနိုင်တယ်ဒါပေမဲ့အဲ့ဒါပြဿနာ don't care မလုပ်နဲ့ဒါပေမဲ့အမြဲတမ်းတော့အဲ့လိုလုပ်နေလို့မရအောင်အဲ့လိုလုပ်ပြီးသွားလို့ရှိရင် तू ဘာလဲ तू ဒါကိုရတင်တာလို့ပြပြီးသွားလို့ရှိရင်ရက်လိုက်ပြီးတော့သူတို့ရဲ့ကျမ်းမာရေး healthy lifestyle ကိုပြန်ပြောင်းရတယ်အဲ့ချိန်မှန်ရမယ် PED တွေရဲ့အဆိုးကျိုးတွေကိုစွန့်ထုတ်ရမယ်เนาะအဲ့လိုမျိုးလုပ်နေတဲ့အချိန်တွင်မှာဆရာကကိုမင်းခန့်ကပြောတာကျတော့ဒီဟိုနေ့မှာပေါ့နော်ပြိုင်ပွဲတွေမှာဒီ derivatives ကိုသုံးဖို့အတွက်ပဲ emphasize လုပ်ပြီးပြောသွားတာမျိုးတွေ့ရတယ်ကျွန်တော်ကတော့အဲ့လိုမဟုတ်ဘဲနဲ့သူ lifestyle တစ်ခုလုံးမှာအဲ့လိုမျိုးသွားပြီးတော့ထည့်လိုက်ရင်တော့ပိုအဆင်ပြေတယ်ကော်ဖီနေ့တိုင်းမတောင်းနိုင်ဘူးဗျာ derivatives ကိုနေ့တိုင်းသုံးစရာမလိုဘူးဒါပေမဲ့တစ်ပတ်မှာ4ရက်လောက်သုံးရင်မစိုးဘူး9ရက်လောက်သုံးရင်မစိုးဘူးเนาะအရက်လည်းတောက်တာပဲ derivatives လည်းသုံးမယ် supplement လည်းသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရန်ကိုပြည့်စုံသွားပါလိမ့်မယ်เนาะအားကြောင့်မလို့ကျွန်တော်တို့ကဒီ fitness society ခရူလုံးပြောချင်တာကတော့ supplement ဆိုတာကလိုပါတယ်ဒါဒုတိယ message ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေဟာအတ္တစိတ်တဖြည်းဖြည်းကြီးလာတယ်10ဆက်စားမကုန်လဲ
ဘောကပေါင်းများများစားမကုန်တဲ့အထိဖန်တီးကျင်ကြတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့တွေကတသီးစားနေနှစ်သီးစားနှစ်သီးစားနေသုံးသီးစားပြီးငငယ်တုန်းကကြက်တကောင်မွေးရက်90အခုကြက်တကောင်မွေး45ရက်အဲဆိုသူတို့ရဲ့ quality ဘယ်လောက်ကျသွားလဲအဲ့ဒါကျသွားတာကို supply လုပ်တာက supplement ပဲအဲကြောင့်အစားအသောက်တစ်ခုတည်းအစားရုံနဲ့မဟုတ်ဘူး supplement ကတော့ logo လိုတယ် whey protein ကအစား dry ဖို့အစုံ D3 အကုန်တောင်းလို့ရတယ်เนาะအဲကြောင့်ကျွန်တော် message နှစ်ခုပေးတယ်ပထမ message တစ်ခုကကြတော့ကိုဘာကောင်ဖြစ်လဲဆိုတာပြပြီးသွားလို့ရှိရင်တော့ကျမကြီးအတွက်ပြန်လုပ်ပါကြိုင်ပွဲပြီးသွားလို့ရှိရင်ဒုတိယ message ကကြတော့ဘတော်မှတစ်ခုတည်းပေါ်မှာမိကိုပါနဲ့ပတ်စံဖြစ်သွားတယ် supplement က logo လိုပါတယ် message 3ခုပေးပါမယ်ဟုတ်ကျေးဇူးပါဗျာအဲ့တော့ကျွန်တော်တို့ဒီမှာဒီလိုမျိုးပေါ့နော်ဒီနေ့ကားဗလာသမားတွေအတွက်ကောကျမ်းမာရေးလိုက်စားသူတွေအတွက်ကောလေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက်ကောဆရာပြောသွားတဲ့စကားလေးတွေအရန်ကိုတန်ဖိုးရှိပါတယ်ပြီးတော့ကျွန်တော်ဒီလိုမျိုး topic လေးပြောပြအောင်ကူညီပေးတဲ့ powerful hack ကဒီဝိုင်းဖို့လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်မှလည်းဒီဆရာ page နဲ့ကျွန်တော် page မှာလည်းကျွန်တော်တို့ဒီဟာလေးတွေကျွန်တော်တို့ပြန်လည်တင်ဆက်ပေးသွားပါဦးမယ်ဆရာတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျကျေးဇူးပါဗျကျေးဇူးတင်ပါတယ်